အလုပ်ပဲမြင်တော့ဗျာဒီနေ့ရပါတော့စိန်မြင့်ညင်ဒီမှာကျွန်တော်ကောက်နေတော့ထုတ်ပြမယ်ဖြစ်ပါတယ်ခင်ဗျာကောက်နေတော့ထုတ်မယ်ဆိုတော့ဘာကောက်နေလဲဆိုတော့မပြောသေးကောက်နေတော့ထုတ်ပြမယ်ဖြစ်ပါခင်ဗျာအခုဆိုရင်ကောက်နေဒီကပတ်ဝင်ကောက်နေပေါ့နော်ကောက်နေကျွန်တော်ဒီစိတ်ထားပြီးပါတယ်ခင်ဗျာနေတဲ့တည်းဒီစိတ်ထားပါတယ်အဲ့ပြီးစီရင်မပြောသေးမယူရလေးကိုကျွန်တော်ချက်ချံခွဲထားပါတယ်ခင်ဗျာအဲ့ပြီးစီရင်မပြောအဲ့ကောက်နေတော့ထုတ်နေမှာအဓိကပတ်ဝင်လာတော့မပြောရဖြစ်ပါတယ်ခင်ဗျာမပြောရနဲ့ထုတ်မှဖြစ်ပါတယ်ခင်ဗျာအဲ့ပြီးစီရင်ဒီကောက်နေမပြောသေးကောက်နေတော့ထုတ်ဖို့အတွက်ဒီမှာကျိုးရဲလို့အပ်ပါတယ်ခင်ဗျာကဲဘယ်လိုထုတ်မလဲဘယ်လိုလောက်ကြအောင်ဆိုတော့ကျွန်တော်တို့ကြည့်ပြကြပါဦးဗျာကျွန်တော်အကောင့်ရထုတ်လို့မဆိုတော့မပြောရတော့တရွက်တယ်မတော်ဘူးပေါ့နော်နှစ်ရွက်တော်တယ်ဘာလို့နှစ်ရွက်တော်ဆိုတော့ရွက်တယ်တော်စီပွဲသွားမှကြောက်လို့ပေါ့နော်ပွဲသွားမှကြောက်လို့ကျွန်တော်နှစ်ရွက်တော်မှလည်းခင်ဗျဟုတ်ပြီခင်ဗျအခုဆိုကျွန်တော်နှစ်ရွက်ထည့်ရရှင်မှာပထမထည့်ပြီးလို့ရှင်မှာကျွန်တော်ကောက်ညင်ကိုပထမထည့်လိုက်မယ်ပေါ့နော်အောက်ချင်ပါဘောနော်ကောက်ညင်ကိုနည်းနည်းထည့်လိုက်မယ်ထည့်ပြီးရှင်မပြောသေးတဲ့ချမ်းကိုပေါ့နော်မပြောသေးတဲ့ချမ်းကိုကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးမှကျွန်တော်ဘောကောက်ညင်ကိုပြန်အုပ်ပါလိုက်ခင်ဗျကျွန်တော်လက်မစီဘူးမပြောနဲ့နော်လက်စီပြီးမှကျွန်တော်လောက်ပါလိုက်ခင်ဗျကဲဒီမှာပေါ့နော်မပြောသေးဘူးဒီဟိုဘက်ဒီဘက်ဒီမှာပေါ့နော်ဒီလိုပြောင်းနော်ဒီလိုခောက်တယ်ခောက်ပြီးကြိုးပြန်ခောက်လိုက်တယ်ခောက်ပြီးစဉ်ဒီကိုဟိုဘက်ဒီဘက်ပြန်ခောက်လိုက်ရပေါ့နော်ဒီလိုနော်ခောက်လိုက်ပါတယ်ခင်ဗျကြောက်ပါနော်ဒါမိသားစုနဲ့ဒီပေါ့နော်အိမ်မှာပေါ့နော်လောက်စားရပါတယ်ခင်ဗျကဲဒီမှာခင်ဗျကျွန်တော်ထုတ်လာတဲ့တောင်းဒီမှာပါခင်ဗျနော်ဒီလိုဖြစ်သွားစဉ်ခဏထားရမယ်နော်နှစ်ချမ်းပေါင်းပေါ့နော်နှစ်ချမ်းပေါင်းမယ်နှစ်ယောက်ပေါင်းမှဒီကဖြစ်တဲ့အဆွေကြောင့်ရက်ပုံစံမျိုးပေါ့နော်နှစ်ယောက်ပေါင်းမှဖြစ်ပါတယ်ခင်ဗျဖောက်လည်းတောက်ထားပြီးနော်နေပူထမ်းပြီးတောက်ထားပါတယ်ခင်ဗျဖောက်မတောက်ဘူးပြောနေမှာကြောက်ဖောက်လည်းတောက်ထားပါတယ်ခင်ဗျဒီမှာတချမ်းရတော့ပါပြီနော်ဟဲ့တချမ်း Truth hurts when you ain't ready. Growth leads you somewhere better. So take your time, relax your mind. It's alright, yeah. It's alright, yeah. It's alright, yeah, yeah. It's alright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 , it's alright. It's alright, it's alright, yeah. It's alright, it's alright, yeah. It's alright, it's alright, yeah. It's alright. ပုံရစားပြီးတော့ကတ်ကြည့်နေနေနဲ့ညှက်ပြတိုင်းနော်ဒီမှာဗျပတ်နေလို့ရပါတယ်နော်ဒါလည်းမပြောပါဘူးပါနော်ဒါအစိမ်းမရှိပါဘူးနော်ခင်ဗျကျွန်တော်ထွက်လာတဲ့ခါလေးကိုလည်းမပြပါဘူးကဲပြုတ်ပြရလို့ရှိရင်